မင်္ဂလာပါဖန်တာဝမ်မြန်မာကနေကြိုးဆိုပါတယ်ဒီနေ့မှာတော့ကာရဲအစ်တွက်ရဲ့နာမည်ကျော်စာအုပ်တစ်အုပ်ဖြစ်တဲ့ Mindset The New Psychology of Success စာအုပ်ထဲကဘဝမှာအောင်မြင်မှုကိုပြောင်းလဲပေးနိုင်တဲ့ mindset တွေအကြောင်းအနှစ်ချုပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်လူနှစ်ယောက်ကိုစဉ်းစားကြည့်ပါနှစ်ယောက်စလုံးမှာဉာဏ်ရည်ချင်းလဲတိတ်မကွာဘူးအရေးချင်းလဲတိတ်မကွာဘူးအခွင့်အရေးတွေလည်းအတူတူလောက်ရထားကြတယ်ဒါပေမဲ့အချိန်တွေကြာလာတဲ့အခါမှာတော့တယောက်ကတဖြည်းဖြည်းတိုးတက်ပြီးအောင်မြင်လာတယ်နောက်တစ်ယောက်ကတော့အခက်အခဲတစ်ခုနဲ့ကြုံတာနဲ့ကိုတန်တရားဝင်လာပြီးနောက်ဆုံးမှရှေ့ဆက်ဖို့တောင်တွန့်ဆုတ်သွားတတ်တယ်ဘာကြောင့်ဒီလိုကွာခြားသွားရလဲတကယ်ပဲအောင်မြင်တဲ့သူတွေကမွေးရပါပိုတော်လို့လားပိုပြီးညံကောင်းလို့လားဒါမှမဟုတ်သူတို့မှတခြားသူတွေမရှိတဲ့ပါရမီတစ်ခုခုရှိနေလို့လားတန်ဖို့တက္ကသိုလ်ကစိတ်ပညာပါမောက္ခကာရဲအစ်တွက်ဟာကလေးတွေနဲ့လူငယ်တွေပေါ်နှစ်ပေါင်း20ကျော်သူတေသနာပြုခဲ့ပြီးဒီမေးခွန်းရဲ့နောက်ွယ်မှာရှိတဲ့အရေးကြီးတဲ့အချက်တစ်ခုကိုတွေ့ရှိခဲ့ပါတယ်လူတစ်ယောက်ရဲ့အောင်မြင်မှုကိုဉာဏ်ရည်နဲ့ပါရမီတစ်ခုတည်းကဆုံးဖြတ်နေတာမဟုတ်ပါဘူးလူတစ်ယောက်ကမိမိရဲ့ဉာဏ်ရည်နဲ့စွမ်းရည်တွေအပေါ်ဘယ်လိုယုံကြည်ထားလဲဆိုတာကလည်းအရေးကြီးပါတယ်တွက်ကဒါကို mindset လို့ခေါ်ပါတယ် mindset ကိုအဓိကအားဖြင့်နှစ်မျိုးခွဲခြားနိုင်ပါတယ်ပထမတစ်မျိုးက fixed mindset ပါ fixed mindset ရှိတဲ့သူတစ်ယောက်ဟာငါဉာဏ်ရည်ကဒီလောက်ပဲငါမှဒီရေချင်းမပါဘူးသူကတော့မွေးရပါတော်တာဆိုပြီးဉာဏ်ရည်နဲ့စွမ်းရည်တွေကိုမွေးရပါပုံသေးတတ်မှတ်ထားတဲ့အရာတွေဖြစ်မြင်တတ်ပါတယ်ဒီလိုမြင်ထားတဲ့အခါအခက်အခဲတစ်ခုနဲ့ကြုံလာရင်အဲ့ဒီအခက်အခဲကိုသင်ယူဖို့အခွင့်အရေးတစ်ခုလို့မမြင်တော့ပဲကိုယ့်ရဲ့ရေချင်းကိုစမ်းသပ်နေတဲ့အရာတစ်ခုလို့မြင်လာနိုင်ပါတယ်မအောင်မြင်ခဲ့ရင်ငါမတော်လို့ပဲဆိုတဲ့ဒိဗ္ဗေမျိုးကောက်ယူမိနိုင်ပါတယ်ဒါပေမဲ့ growth mindset ရှိတဲ့သူတွေရဲ့အမြင်ကတော့မတူပါဘူးသူတို့အတွက်ဉာဏ်ရည်နဲ့စွမ်းရည်ဆိုတာအမြဲတမ်းဒီတိုင်းတည်ရှိနေမဲ့ပုံသေးအရာတွေမဟုတ်ပါဘူးစူးစမ်းအားထုတ်မှုမှန်ကန်တဲ့ view ဟာအချိန်ပေးသင်ယူမှုတွေနဲ့တဖြည်းဖြည်းဖွံ့ဖြိုးတိုးတက်လာနိုင်တဲ့အရာတွေလို့ယုံကြည်ကြပါတယ်ဒါကြောင့်အခက်အခဲနဲ့ကြုံတဲ့အခါငါမလုံနိုင်ဘူးဆိုတာထက်ငါအခုချိန်ထိမလုံနိုင်သေးတာဆိုတဲ့အမြင်မျိုးနဲ့ရင်ဆိုင်နိုင်လာပါတယ်ဒီ fixed mindset နဲ့ growth mindset ဆိုတဲ့အခြေခံအမြင်နှမျိုးဟာ mindset The New Psychology of Success စာအုပ်တစ်အုပ်လုံးရဲ့အဓိကအခြေခံသဘောတရားပဲဖြစ်ပါတယ်ဒါဆိုဒီ mindset နှမျိုးဟာကျွန်တော်တို့ရဲ့လက်တွေ့ဘဝထဲမှာဘယ်လိုကွာခြားမှုတွေဖြစ်ပေါ်စေသလဲပထမဆုံးပညာရေးနယ်ပယ်ကိုကြည့်အောင်နံပါတ်1ပညာရေးနယ်ပယ်ဒရက်ဟာစေကျော်သက်အရွယ်ကျောင်းသားတွေကိုလေ့လာခဲ့ပါတယ်အထူးသဖြင့်ကျောင်းသားတွေအတန်းအဆင့်တစ်ခုကနေနောက်အတန်းအဆင့်တစ်ခုကိုကူးပြောင်းတဲ့အချိန်မှာကြုံတွေ့ရတဲ့အခက်အခဲတွေကိုလေ့လာခဲ့တာပါအဲ့လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါ growth mindset ရှိတဲ့ကျောင်းသားတွေနဲ့ fixed mindset ရှိတဲ့ကျောင်းသားတွေရဲ့ရလဒ်တွေဟာတဖြည်းဖြည်းကွာခြားလာပါတယ် growth mindset ရှိတဲ့ကျောင်းသားတွေဟာအစပိုင်းမှာအခက်အခဲတွေကြုံတွေ့ရနိုင်ပါတယ်ရလဒ်တွေချက်ချင်းကောင်းမလာလည်းရှိနိုင်ပါတယ်ဒါပေမဲ့အချိန်ကြာလာတဲ့အမျှသူတို့ရဲ့ရလဒ်တွေပြန်လည်တိုးတက်လာကြောင်းတွေ့ရှိခဲ့ပါတယ် fixed mindset ရှိတဲ့ကျောင်းသားတွေမှာတော့စန့်ကျင်ဘက်အခြေအနေကိုတွေ့ရပါတယ်ရလဒ်မကောင်းတာနဲ့ကြုံတွေ့လာတဲ့အခါအဲ့ဒီအခြေအနေကနေပြန်လည်တိုးတက်လာမဲ့အစားရလဒ်တွေဆက်လက်ကျဆင်းသွားတတ်ပါတယ်ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုရှိပါတယ်ကျောင်းသားအချို့ကိုစူးစမ်းသင်ယူနေတဲ့အချိန်မှာအုံနောက်အတွင်းကအာယုံကြောတွေဟာဆက်သွယ်မှုအသစ်တွေဖွဲ့စည်းနေတယ်ဆိုတဲ့သိပ္ပံဆိုင်ရာအချက်လက်ကိုသင်ကြားပေးခဲ့ပါတယ်တနည်းအားဖြင့်မင်းရဲ့ဉာဏ်ရည်ဟာဒီနေ့ရှိနေတဲ့အဆင့်မှာပဲအမြဲတမ်းရပ်နေမှာမဟုတ်ဘူးလေ့ကျင့်သင်ယူရင်းနဲ့တိုးတက်လာနိုင်တယ်ဆိုတဲ့အမြင်ကိုကျောင်းသားတွေနားလည်လာအောင်သင်ကြားပေးခဲ့တာပါအဲ့လိုသင်ကြားခံခဲ့ရတဲ့ကျောင်းသားတွေရဲ့ရလဒ်တွေဟာပြန်လည်တက်လာကြောင်းတွေ့ရှိခဲ့ရပါတယ်ဒီအချက်ကပညာရေးမှာအရေးကြီးတဲ့သဘောတရားတစ်ခုကိုပြောပြနေပါတယ်ကလေးတစ်ယောက်ဟာဘာသာရပ်တစ်ခုမှာအခုလောလောဆယ်အားနည်းနေတယ်ဆိုတာနဲ့ဒီကလေးကဒီဘာသာရပ်မှာမတော်ဘူးလို့အပြည့်တက်ဆုံးဖြတ်လိုက်လို့မရပါဘူးသူ့ရဲ့ဉာဏ်ရည်နဲ့စွမ်းရည်တွေဟာပုံသေးမဟုတ်ပဲလေ့ကျင့်မှုနဲ့တိုးတက်လာနိုင်တယ်ဆိုတာကိုကလေးကိုယ်တိုင်သိရှိလာဖို့အရေးကြီးပါတယ်ဒါပေမဲ့ဒီနေရာမှာနောက်ထပ်မေးခွန်းတစ်ခုပေါ်လာပါတယ်ကလေးတွေကို growth mindset ရှိလာအောင်လူကြီးတွေကဘယ်လိုကူညီပေးနိုင်မလဲအထူးသဖြင့်မိဘတွေဆရာတွေကကလေးတစ်ယောက်အောင်မြင်တဲ့အခါဘယ်လိုချီးမွမ်းသင့်တယ်လဲဒီမေးခွန်းကို Drake နဲ့သူမရဲ့လုပ်ဖို့ကင်ဘက်ကလော်ဒီယာမူလာတို့ရဲ့သူတေသနတစ်ခုကစိတ်ဝင်စားစရာကောင်းတဲ့အဖြေတစ်ခုပေးထားပါတယ်နံပါတ်2မိဘများ၏ကလေးမွေးမြူပြုစုပုံနဲ့ချီးမွမ်းခြင်း
ကလေးတယောက်စာမွေးပွဲမှာအမှတ်ကောင်းရလာတယ်ဆိုပါစို့မိဘတယောက်အနေနဲ့သားကအရန်တော်တာပဲသမီးကညံအရန်ကောင်းတာပဲလို့ချီးမွမ်းမိတာဟာတဘာဝကျပါတယ်ကျွန်တော်တို့အမြင်မှာလဲဒီလိုချီးမွမ်းတာကကလေးကိုယုံကြည်မှုရှိလာစေမယ်လို့ထင်နိုင်ပါတယ်ဒါပေမဲ့ရွက်နဲ့ကလော်ဒီယာမူလာတို့ရဲ့သုတေသနကချီးမွမ်းပုံမှာတောင် mindset ကိုတက်ရောက်စေနိုင်တဲ့အရေးကြီးတဲ့ကွာခြားချက်တစ်ခုရှိနေကြောင်းပြသခဲ့ပါတယ်သူတို့ဟာလုပ်ငန်းတစ်ခုအောင်မြင်ခဲ့တဲ့ကလေးတွေကိုအုပ်စုနှစ်စုခွဲပြီးချီးမွမ်းခဲ့ပါတယ်ပထမအုပ်စုကိုဉာဏ်ရည်အတွက်ချီးမွမ်းပါတယ်သဘောတရားအားဖြင့်မင်းသိပ်တော်တာပဲဆိုတဲ့ချီးမွမ်းမှုမျိုးပါနောက်တစ်စုကိုတော့စူးစမ်းအားထုတ်မှုအတွက်ချီးမွမ်းပါတယ်မင်းသိပ်စူးစမ်းခဲ့တာပဲဆိုတဲ့ချီးမွမ်းမှုမျိုးဖြစ်ပါတယ်ပထမအကြိမ်မှာတော့စကားလုံးနည်းနည်းပဲကွာသလိုထင်ရနိုင်ပါတယ်ဒါပေမဲ့နောက်ထပ်စိန်ခေါ်မှုတွေကိုရွေးချယ်ခိုင်းတဲ့အခါအုပ်စုနှစ်ခုကြားမှာကွာခြားမှုပေါ်လာပါတယ်ဉာဏ်ရည်အတွက်ချီးမွမ်းခံထားရတဲ့ကလေးတွေဟာနောက်ထပ်ခက်ခဲတဲ့စိန်ခေါ်မှုတွေကိုရှောင်ရှားလိုလာကြပါတယ်စူးစမ်းအားထုတ်မှုအတွက်ချီးမွမ်းခံထားရတဲ့ကလေးတွေကတော့ခက်ခဲတဲ့လုပ်ငန်းတွေကိုပိုပြီးရွေးချယ်လိုကြပါတယ်ဘာကြောင့်လဲဉာဏ်ရည်ကိုပဲအဓိကထားပြီးချီးမွမ်းခံရတဲ့ကလေးတစ်ယောက်အတွက်နောက်တစ်ချိန်မအောင်မြင်ခဲ့ရင်သူ့ကိုယ်သူတော်တဲ့သူလို့တတ်သိပြနိုင်တော့မှာမဟုတ်ဘူးဆိုတဲ့ဖိအားမျိုးဖြစ်လာနိုင်ပါတယ်ဒါကြောင့်စိန်ခေါ်မှုကိုရင်ဆိုင်တာထက်ကိုယ့်ရဲ့တော်တယ်ဆိုတဲ့ပုံရိပ်ကိုထိန်းထားနိုင်မဲ့လွယ်ကူတဲ့အရာကိုရွေးချယ်လိုလာနိုင်ပါတယ်ဒီထက်ပိုပြီးသတိထားစရာကောင်းတာကဉာဏ်ရည်ချီးမွမ်းခံထားရတဲ့ကလေးတွေဟာကျုံနေမှုနဲ့ကြုံတဲ့အခါစိတ်သက်ကြလာနိုင်ပြီးလိန်ညာပြောဆိုခြင်းတိဖြစ်တဲ့ကြောင်းသုတေသနမှာတွေ့ရှိခဲ့တာပါဒါကြောင့် drug ကလေးတစ်ယောက်ကိုချီးမွမ်းတဲ့အခါရလက်တစ်ခုတည်းကိုပဲအာယုံစိုက်မဲ့အစားစူးစမ်းအားထုတ်မှုအသုံးပြုခဲ့တဲ့ view ဟာနဲ့တိုးတက်လာမှုတွေကိုချီးမွမ်းသင့်တယ်လို့အကြံပြုထားပါတယ်ဒါပေမဲ့ဒီနေရာမှာလည်းသတိထားမဲ့အချက်တစ်ခုရှိပါသေးတယ် growth mindset ဆိုတာစူးစမ်းတာကိုပဲအမြဲချီးမွမ်းနေရမယ်ဆိုတဲ့အဓိပ္ပာယ်မဟုတ်ပါဘူးစူးစမ်းမှုမရှိပဲချီးမွမ်းတာဒါမှမဟုတ်အသုံးပြုနေတဲ့နီလန်းကအလုံးမဖြစ်တော့တာကိုမပြောင်းလဲပဲဆက်စူးစမ်းနေခြင်းကိုပဲချီးမွမ်းနေတာမျိုးကလည်းမှန်ကန်တဲ့နားလည်မှုမဟုတ်ပါဘူးအရေးကြီးတာကစူးစမ်းအားထုတ်မှုရှိဖို့မှန်ကန်တဲ့နီလန်းနဲ့ view ဟာကိုရှာဖွေဖို့ပြီးတော့ကိုယ့်ရဲ့တိုးတက်မှုကိုမြင်တတ်ဖို့ပါကလေးတယောက်ရှုံးနေတဲ့အခါမှာလဲဒါကအရေးမကြီးပါဘူးလို့ပြဿနာကိုပေါ့ပေါ့ဆဆဖယ်ထုတ်လိုက်တာဟာသူ့ရဲ့အားထုတ်လို့စိတ်ကိုလျော်နှဲသွားစေနိုင်ပါတယ်အဲ့ဒီအစားရှုံးနေမှုတစ်ခုကိုငါမတော်ဘူးဆိုတဲ့သက်သေအဖြစ်မမြင်ပဲနောက်တစ်ချိန်မှာဘာကိုပြောင်းပြီးစူးစမ်းရမလဲဆိုတာသင်ယူနိုင်တဲ့အခွင့်အရေးဖြစ်မြင်တတ်လာဖို့ကပိုအရေးကြီးပါတယ်ဒီနေရာထိကြည့်လိုက်ရင် mindset ဆိုတာကျောင်းစာတော်ဖို့အတွက်ပဲအသုံးဝင်တဲ့အယူဆတစ်ခုမဟုတ်ဘူးဆိုတာတဖြည်းဖြည်းမြင်လာရပါတယ်နံပါတ်3လုပ်ငန်းခွင်နဲ့ခေါင်းဆောင်မှုလူတစ်ယောက်ဟာသူ့ကိုယ်သူငါကထူးချွန်တဲ့သူဖြစ်ရမယ်ငါကတခြားသူတွေထက်ပိုတော်ကြောင်းအမြဲတတ်သိပြနေရမယ်ဆိုတဲ့အမြင်နဲ့အလုံးလုံးနေရဆိုပါစို့အဲ့ဒီလူတွေအမားလုံးမိခြင်းဟာသင်ယူဖို့အခွင့်အရေးတစ်ခုမဟုတ်တော့ပါဘူးသူ့ရဲ့တော်တယ်ထူးချွန်တယ်ဆိုတဲ့ပုံရိပ်ကိုချိန်ချောက်နေတဲ့အရာတစ်ခုဖြစ်လာနိုင်ပါတယ်ဒါဆိုအမားလုံးမိတဲ့အခါဘာဖြစ်လာမလဲအမားကိုပွင့်ပွင့်လင်းလင်းဝန်ခံပြီးပြင်ဆင်ဖို့ထက်အမားကိုဖုံးကွယ်ခြင်းလာနိုင်တယ်ကိုအားနည်းချက်ကိုဝန်မခံခြင်းတော့အခြားသူတွေနဲ့ပူးပေါင်းပြီးတိုးတက်ဖို့ထက်ကိုကပိုတော်ကြောင်းတတ်သိပြဖို့ကိုပဲအာယုံစိုက်လာနိုင်ပါတယ်ဒီလိုအမြင်မျိုးဟာလူတစ်ယောက်မှပဲရှိနေရင်တော့ပြဿနာဖြစ်နိုင်ပါတယ်ဒါပေမဲ့အဖွဲ့အစည်းတစ်ခုလုံးမှာဒီလိုယဉ်ကျေးမှုမျိုးဖြစ်လာပြီဆိုရင်တော့တက်ရောက်မှုကပိုကြီးလာပါတယ်ရွက်ကဒီချက်ကိုရှင်းပြတဲ့နေရာမှာအန်ရွန်ကုမ္ပဏီကြီးပြိုလဲသွားခြင်းကိုဥပမာယူပြီးစမ်းစစ်ထားပါတယ်အန်ရွန်အတွင်းမှာထူးချွန်တဲ့ဉာဏ်ရည်ရှင်တွေဆိုတဲ့ပုံရိပ်ကိုအလွန်အမင်းအလေးထားတဲ့အခြေအနေတစ်ခုရှိခဲ့ပါတယ်ကိုထူးချွန်တဲ့သူဉာဏ်ရည်မြင့်တဲ့သူဖြစ်သတ်မှတ်ထားတဲ့ဝန်ထမ်းတွေဟာကိုယ့်ရဲ့အမားနဲ့အားနည်းချက်တွေကိုပွင့်ပွင့်လင်းလင်းဝန်ခံဖို့ခက်ခဲလာနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့အမားကိုဝန်ခံလိုက်တာဟာကိုကထူးချွန်တဲ့သူမဟုတ်ဘူးဆိုတာဝန်ခံလိုက်သလိုဖြစ်နေတဲ့အတွက်ပါ။တစ်ချိန်တည်းမှာပဲဝန်ထမ်းတစ်ယောက်နဲ့တစ်ယောက်ပူးပေါင်းတိုးတက်ဖို့ထက်အချင်းချင်းရှင်ပြိုင်မှုကိုပိုအာရုံစိုက်လာကြပါတယ်။ဒီလိုအခြေအနေတွေကနေအဖွဲ့အစည်းအတွင်းမှာ growth ဖြစ်ပေါ်လာစေနိုင်ကြောင်း drug ကစမ်းစစ်ထားပါတယ်ဒီဥပမာကနေမြင်နိုင်တာတစ်ခုကအဖွဲ့အစည်းတစ်ခုမှာလူတော်တွေဘလောက်များများရှိနေတယ်လဲဆိုတာတစ်ခုတည်းနဲ့အောင်မြင်မှုကိုအာမခံလို့မရပါဘူးအဲ့ဒီလူတွေဟာအမားကိုဘယ်လိုမြင်တယ်လဲအားနည်းချက်ကိုဘယ်လိုလက်ခံတယ်လဲတခြားသူတွေရဲ့တိုးတက်မှုကိုဘယ်လိုသဘောထားလဲဆိုတာလဲအရေးကြီးပါတယ်ဒီနေရာမှာ growth mindset ရှိတဲ့ခေါင်းဆောင်တွေရဲ့သဘောထားကကွာခြားလာပါတယ် growth mindset ရှိတဲ့ခေါင်းဆောင်တစ်ယောက်အတွက်ခေါင်းဆောင်ဖြစ်တဲ့အတွက်ငါကအရာအလုံးသိနေရမယ်ဆိုတဲ့သဘောထားမျိုးမဟုတ်ပါဘူး
ကို့မှာအားနည်းချက်ရှိနိုင်တယ်ကိုလည်းအမားလုံးနိုင်တယ်ကိုမတည်သေးတဲ့အရာတွေရှိနိုင်တယ်အဲ့ဒါတွေကိုပွင့်ပွင့်လင်းလင်းဝန်ခံနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့အားနည်းချက်တစ်ခုရှိနေခြင်းကိုကိုယ့်ရဲ့စွမ်းရည်ပေါ်အပြီးသက်ဆုံးဖြတ်ချက်တစ်ခုလို့မမြင်လို့ပါတစ်ဖက်မှာလည်းခေါင်းဆောင်တယောက်ရဲ့တာဝန်ဟာကိုတယောက်တည်းအတော်ဆုံးဖြစ်နေဖို့မဟုတ်ပါဘူးအဖွဲ့ဝင်တွေရဲ့စွမ်းရည်တွေတိုးတက်လာအောင်ဦးစားပေးဖို့ဖြစ်ပါတယ်ဒါကြောင့် growth mindset ရှိတဲ့ခေါင်းဆောင်မှုမှာအရေးကြီးတဲ့မေးခွန်းကဒီအဖွဲ့ထဲမှာဘယ်သူကအတော်ဆုံးလဲဆိုတာထက်ဒီအဖွဲ့ထဲကလူတွေဘယ်လိုပိုပြီးတိုးတက်လာနိုင်မလဲဆိုတာဖြစ်လာပါတယ်ဒီလိုကြည့်လိုက်တဲ့အခါ mindset ဟာကိုယ့်ရဲ့အောင်မြင်မှုကိုပဲဆုံးဖြတ်ပေးနေတဲ့အတွေးခေါ်တစ်ခုမဟုတ်တော့ပါဘူးခေါင်းဆောင်တယောက်ရဲ့ mindset ဟာသူဥဆောင်နေတဲ့လူတွေရဲ့တိုးတက်မှုနဲ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ယဉ်ကျေးမှုအထိတက်ရောက်လာနိုင်ပါတယ်ဒါပေမဲ့ mindset ရဲ့တက်ရောက်မှုဟာလုပ်ငန်းခွင်မှာတောင်ရက်မနေသေးပါဘူးကျွန်တော်တို့ဘဝထဲမှာအလုပ်ထက်တောင်ပိုပြီးနီးစပ်တဲ့နယ်ပယ်တစ်ခုရှိပါသေးတယ်အဲ့ဒါကတော့လူတစ်ယောက်နဲ့တစ်ယောက်ကြားကဆက်ဆံရေးပါနံပါတ်၄ဆက်ဆံရေးနဲ့အခြေရေးလူနှစ်ယောက်ချစ်ကြတယ်ချစ်သူတွေဖြစ်လာကြတယ်အိမ်ထောင်ဘက်တွေဖြစ်လာကြတယ်အစပိုင်းမှာအရာအလုံးအဆင်ပြေနိုင်ပါတယ်ဒါပေမဲ့လူနှစ်ယောက်အတူတူရှိလာတဲ့အခါအမြင်မတူတာတွေနားလည်မှုလွဲတာတွေအငင်းပွားတာတွေရှိလာမှာကလည်းသဘာဝပါပဲအဲ့လိုပြဿနာတစ်ခုဖြစ်လာတဲ့အခါလူတစ်ယောက်ရဲ့ mindset ကအဲ့ဒီပြဿနာကိုဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲဆိုတာပေါ်တက်ရောက်လာနိုင်ပါတယ် fish mindset ရှိတဲ့သူတစ်ယောက်အတွက်ဆက်ဆံရေးတွေကအငင်းပွားမှုတစ်ခုဟာတာမန်ဖြေရှင်းရမယ့်ပြဿနာတစ်ခုထက်ပိုပြီးကြီးမားတဲ့အဓိပ္ပာယ်ရှိလာနိုင်ပါတယ်ဥပမာဒီကိစ္စတော့အမြင်မတူကြဘူးဆိုတော့ငါတို့နှစ်ယောက်မကိုက်ညီကြတာပဲသူကငါ့ကိုတကယ်နားလည်တဲ့သူဆိုရင်ဒီလိုဖြစ်မှာမဟုတ်ဘူးဆိုတဲ့အမြင်မျိုးဖြစ်လာနိုင်ပါတယ်တနည်းအားဖြင့်အငင်းပွားမှုတစ်ခုကိုသူတို့နှစ်ယောက်မကိုက်ညီကြောင်းပြသနေတဲ့ခိုင်မာတဲ့သက်သေတစ်ခုအဖြစ်မြင်လိုက်တာပါအဲ့လိုမြင်ထားတဲ့အခါပြဿနာကိုဆွေးနွေးပြီးပြင်ဆင်နိုင်တယ်ဆိုတဲ့ယုံကြည်မှုလဲရောနေလာနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့မကိုက်ညီတာကပုံသေးဖြစ်နေပြီလို့ယုံကြည်ထားမိလို့ပါ growth mindset ရှိတဲ့သူတွေကတော့ဆက်ဆံရေးတွေကအခက်အခဲကိုအခြားပုံစံတစ်မျိုးနဲ့မြင်ပါတယ်အငင်းပွားမှုဖြစ်တာဆက်ဆံရေးပျက်စီးသွားပြီဆိုတဲ့သက်သေမဟုတ်ပါဘူးပြဿနာတစ်ခုရှိလာပြီဆိုရင်ဆွေးနွေးနိုင်တယ်ညှိနှိုင်းနိုင်တယ်တယောက်ရဲ့အမြင်ကိုတယောက်နားလည်အောင်ကြိုးစားနိုင်တယ်ပြီးတော့ဖြေရှင်းနိုင်တဲ့အရာတစ်ခုဖြစ်မြင်ပါတယ်ဒီအမြင်ရဲ့အရေးကြီးတဲ့အချက်ကကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုဟာအလိုလျောက်ဖြစ်လာတာမဟုတ်ဘူးဆိုတာပါလူနှစ်ယောက်ဟာတကယ်ကိုက်ညီကြလို့ဘာမှကြိုးစားစရာမလိုပဲအမြဲအဆင်ပြေနေမယ်ဆိုတဲ့အမြင်မျိုးထက်ချစ်ကျင်နှစ်သက်မှုနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးကိုလည်းကြိုးစားတည်ဆောက်ရမယ့်အရာတစ်ခုဖြစ် growth mindset ရှိသူတွေကမြင်တတ်ကြပါတယ်ဒီနေရာမှာပညာရေးနယ်ပယ်နဲ့ဆက်ဆံရေးနယ်ပယ်ကိုပြန်ရှင်ကြည့်ရင်စိတ်ဝင်စားစရာတူညီချက်တစ်ခုကိုတွေးနိုင်ပါတယ်ကျောင်းသားတစ်ယောက်ကဒီဘာသာမှာငါမတော်ဘူးလို့ပုံသေးဆုံးဖြတ်လိုက်တာနဲ့ဆက်ဆံရေးတစ်ခုမှာငါတို့နှစ်ယောက်မကိုက်ညီဘူးလို့အပြီးသက်ဆုံးဖြတ်လိုက်တာဟာနယ်ပယ်ချင်းမတူပေမဲ့အခြေခံအမြင်မှာစင်တူနေပါတယ်နှစ်ခုစလုံးမှာလက်ရှိအခြေအနေကိုပြောင်းလဲလို့မရတဲ့ပုံသေးအခြေအနေတစ်ခုဖြစ်မြင်လိုက်ခြင်းပါ growth mindset ကတော့အဲ့ဒီနေရာမှာမေးခွန်းတစ်ခုပြန်မေးစေပါတယ်ဒီအခြေအနေကနေဘာကိုသင်ယူပြီးဘယ်လိုတိုးတက်အောင်လုပ်နိုင်မလဲဆိုတဲ့မေးခွန်းပါဒီလိုနဲ့ mindset ဟာကျွန်တော်တို့ရဲ့ပညာရေးကလေးပြုစုပြောထောင်မှုလုပ်ငန်းခွင်ခေါင်းဆောင်မှုနဲ့အခြေရေးထိတဖြည်းဖြည်းကျယ်ပြန့်လာတာကိုတွေ့ရပါတယ်ဒါပေမဲ့ Carter Drake ရဲ့ဆွေးနွေးချက်ဟာဒီနေရာမှာမဆုံးသေးပါဘူးလူတစ်ယောက်ဟာသူ့ကိုယ်သူဘယ်လိုမြင်တယ်လဲဆိုတာတင်မဟုတ်ပဲသူဟာဘယ်လူမှုအုပ်စုထဲမှာပါဝင်နေတယ်လဲအဲ့ဒီအုပ်စုနဲ့ပတ်သက်ပြီးလူမှုအတိုင်းဝိုင်းကဘယ်လိုသတ်မှတ်ထားသလဲဆိုတဲ့အယူအဆတွေကိုရင်ဆိုင်တဲ့အခါမှာလဲ mindset ဟာတက်ရောက်မှုရှိနိုင်ပါတယ်နံပါတ်5ကြားမှနဲ့လူမှုအုပ်စုအယူအဆများလူတစ်ယောက်ဟာသူတဦးတည်းအနေနဲ့ပဲအသက်ရှင်နေတာမဟုတ်ပါဘူးကျွန်တော်တို့အားလုံးဟာလူမှုအတိုင်းဝိုင်းတစ်ခုထဲမှာနေထိုင်နေကြပါတယ်အဲ့ဒီအတိုင်းဝိုင်းထဲမှာကြားမှနဲ့ပတ်သက်တဲ့အယူအဆတွေရှိနိုင်သလိုလူမှုအုပ်စုတစ်ခုခုနဲ့ပတ်သက်တဲ့ရှင်းရင်းစွဲသတ်မှတ်ချက်တွေလည်းရှိနိုင်ပါတယ်ဒီလိုသတ်မှတ်ချက်တွေဟာတစ်ခါတလေလူတစ်ယောက်ပေါ်ဖိအားတစ်ခုလိုတက်ရောက်လာနိုင်ပါတယ်ဥပမာငါတို့အုပ်စုကဒါမျိုးမလုပ်နိုင်ဘူးဆိုတဲ့အယူအဆမျိုးအမြဲကြားနေရတယ်ဆိုပါစို့ဒီအယူအဆကိုကိုယ်တိုင်မှာလက်ခံလိုက်တဲ့အခါစိန်ခေါ်မှုတစ်ခုနဲ့ရင်ဆိုင်ရတဲ့အချိန်မှာကိုယ့်ရဲ့အားနည်းချက်တစ်ခုကိုကိုယ်တယောက်တည်းရဲ့အားနည်းချက်လို့မမြင်တော့ပဲကိုပါဝင်နေတဲ့အုပ်စုနဲ့ပါဆက်ဆက်ပြီးမြင်လာနိုင်ပါတယ်ငါမလုံးနိုင်တာကငါတို့အုပ်စုကဒါမျိုးမတော်လို့ပဲဆိုတဲ့အမြင်မျိုးဖြစ်လာနိုင်ပါတယ်ဒီနေရာမှာလဲ mindset ကအရေးကြီးလာပါတယ်
Drug ဖော်ပြထားတဲ့သုတေသနရလဒ်တွေအရ growth mindset ရှိသူတွေဟာငါအုပ်စုကဒါကိုမလုပ်နိုင်ဘူးဆိုတဲ့ရှင်းရင်းသွဲအမြင်မျိုးကိုခုခံနိုင်စွမ်းပိုရှိကြပါတယ်။ဘာကြောင့်လဲဆိုတော့ growth mindset ရဲ့အခြေခံအမြင်အရလူတစ်ယောက်ရဲ့စွမ်းရည်ဟာအပြည့်သက်သတ်မှတ်ပြီးသားပုံသေးအရာတစ်ခုမဟုတ်လို့ပါ။ဒီနေ့မလုပ်နိုင်သေးတာဟာမနေ့ပြန်လဲလုပ်နိုင်မှာမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်မဟုတ်ပါဘူး။လက်ရှိအခြေအနေဟာအနာဂတ်စွမ်းရည်ရဲ့အပြည့်သက်ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ဒါကြောင့်ကိုပါဝင်နေတဲ့အုပ်စုပေါ်လူမှုအတိုင်းဝိုင်းကသတ်မှတ်ထားတဲ့အယူအဆတစ်ခုရှိနေရင်တော့အဲ့ဒီသတ်မှတ်ချက်ကိုကိုယ့်ရဲ့အနာဂတ်စွမ်းရည်အဖြစ်အပြည့်သက်လက်ခံဖို့မလိုပါဘူး။ Fixed mindset ရှိသူတွေမှာတော့အခြေအနေကကွာခြားနိုင်ပါတယ်။စွမ်းရည်ဆိုတာပုံသေးဖြစ်တယ်လို့ယုံကြည်ထားတဲ့အခါကိုပါဝင်နေတဲ့အုပ်စုနဲ့ပတ်သက်တဲ့အနုလက္ခဏာဆောင်တဲ့သတ်မှတ်ချက်တွေဟာပိုပြီးဖိအားပေးလာနိုင်ပါတယ်။ Drug ဖော်ပြထားတဲ့သုတေသနတွေမှာ Fixed mindset ရှိသူတွေဟာဒီလိုဖြည့်ဆည်းမှုတွေအောက်မှာစွမ်းဆောင်ရည်ကျဆင်းတဲ့ကြောင်းတွေ့ရှိခဲ့ပါတယ်။ဒီအချက်ကကျွန်တော်တို့အရေးကြီးတဲ့အရာတစ်ခုပြန်စဉ်းစားစေပါတယ်။တခါတလေလူတစ်ယောက်ကိုကန့်သက်ထားတာဟာသူ့ရဲ့လက်ရှိစွမ်းရည်တစ်ခုတည်းမဟုတ်ပါဘူး။ငါဘယ်လောက်ထိတိုးတက်နိုင်လဲဆိုတဲ့သူ့ရဲ့ယုံကြည်ချက်လည်းဖြစ်နိုင်ပါတယ်။ဒီလိုနဲ့ mindset ဟာကိုယ်တိုင်ဖန်တီးထားတဲ့ကန့်သက်ချက်တွေသာမကပတ်ဝန်းကျင်ကကိုယ့်ပေါ်သတ်မှတ်ထားတဲ့ကန့်သက်ချက်တွေကိုရင်ဆိုင်တဲ့နေရာမှာပါအရေးပါလာပါတယ်။ဒါဆိုဒီအမြင်ကိုအပြိုင်ဆိုင်အပြင်းထန်ဆုံးနယ်ပယ်တစ်ခုတည်းယူသွားကြည့်အောင်။အနိုင်နဲ့အရှုံးဟာအလွန်ရှင်းလင်းတယ်။လူတွေကစွမ်းရည်ကိုတိုက်ရိုက်နှိုင်းယှဉ်ကြတယ်။အောင်မြင်တဲ့သူတွေကိုမြင်တဲ့အခါလဲသူကမွေးရပါပါရမီရှိလို့အလွယ်တကူသတ်မှတ်တတ်ကြတဲ့နယ်ပယ်တစ်ခုပါ။အဲ့ဒါကတော့အားကစားလောကဖြစ်ပါတယ်။နံပါတ် 6အားကစားနဲ့အသင်းလိုက်ရှင်ပြိုင်မှုအားကစားချန်ပီယံတယောက်ကိုကျွန်တော်တို့ကြည့်တဲ့အခါဘာကိုအရင်မြင်တတ်ကြသလဲသူ့ရဲ့ထူးခြားတဲ့စွမ်းဆောင်ရည်ကိုမြင်တယ်တခြားသူတွေမလုပ်နိုင်တဲ့အရာတွေကိုလုပ်ပြနိုင်တာမြင်တယ်ပြီးတော့အလွယ်တကူသူကမွေးရပါပါရမီရှင်ပဲလို့ပြောမိတတ်ပါတယ်ဒါပေမဲ့ကာရယ်ဒရက်ကချန်ပီယံတွေရဲ့အောင်မြင်မှုကိုကြည့်တဲ့အခါမွေးရပါပါရမီတစ်ခုတည်းကိုပဲအာယုံစိုက်မထားပါဘူးမူရင်းကွန်းတန်ထဲမှာမိုက်ကယ်ဂျော်ဒန်ကိုဥပမာဖြစ်ဖော်ပြထားပါတယ်မိုက်ကယ်ဂျော်ဒန်လိုချန်ပီယံတွေကိုလူအများကမွေးရပါပါရမီရှင်တွေလို့ထင်မှတ်ကြပေမဲ့သူတို့ရဲ့အောင်မြင်မှုနောက်ကွယ်မှာနောက်ထပ်အရေးကြီးတဲ့အရာတွေရှိနေပါတယ်အဲ့ဒါတွေကကျုံ့နှိမ်မှုတွေကြားမှာဇက်တိုက်ကြိုးစားနိုင်ခြင်းစီကန်းရှိခြင်းနဲ့စိတ်သက်ခွန်အားတို့ဖြစ်ပါတယ်အောင်မြင်မှုကိုပဲမြင်တဲ့အခါအောင်မြင်မှုမတိုင်ခင်ကြုံခဲ့ရတဲ့ရှုံးနိမ့်မှုတွေကိုမမြင်မိတတ်ကြပါဘူးဒါပေမဲ့ growth mindset ရဲ့ရှုထောင့်ကနေကြည့်လိုက်ရင်ရှုံးနိမ့်မှုဟာငါမတော်ဘူးဆိုတဲ့အပိသက်အဖြေတစ်ခုမဟုတ်ပါဘူးဆက်ပြီးကြိုးစားဖို့ကိုယ့်ရဲ့နီးလန်းကိုပြန်ကြည့်ဖို့ကိုယ့်ရဲ့စွမ်းရည်ကိုတိုးတက်လာအောင်ဆက်လက်လှုပ်ဆောင်ဖို့အခွင့်အရေးတစ်ခုဖြစ်လာပါတယ်ဒီနေရာမှာပတ်ဝန်းကကျွန်တော်တို့ပြောခဲ့တဲ့ចောင်းသားတွေရဲ့အကြောင်းကိုပြန်စဉ်းစားကြည့်နိုင်ပါတယ်တာမွေးဝဲတစ်ခုမှာရလက်မကောင်းတဲ့ចောင်းသားတစ်ယောက်အတွက်ငါဒီဘာသာမှာမတော်ဘူးလို့အဆုံးသတ်လိုက်မလားဒါမှမဟုတ်ငါဘယ်နေရာမှာလိုအပ်နေလဲဘယ်နီးလန်းကိုပြောင်းတင်လဲလို့ပြန်ကြည့်မလားအားကစားသမားတစ်ယောက်အတွက်လဲသဘောတရားကအလားတူပါပဲတုံးဝဲတစ်ဝဲဟာသူ့ရဲ့စွမ်းရည်ပေါ်အပိသက်တစိမ့်ကက်လိုက်တာမဟုတ်ပါဘူးအရေးကြီးတာကအဲ့ဒီရှုံးနိမ့်မှုကိုရင်ဆိုင်ပြီးနောက်ဘယ်လိုဆက်လက်ကြိုးစားမလဲဆိုတာပါဒါကြောင့် drug ကအားကစားနယ်ပယ်မှာကစားသမားတွေရဲ့ mindset တစ်ခုတည်းကိုပဲအာယုံစိုက်ထားတာမဟုတ်ပါဘူးနီးပြတွေနဲ့အသင်းကောင်းဆောင်တွေရဲ့အခန်းကဏ္ဍကိုလည်းအလေးထားပါတယ်နီးပြတစ်ယောက်ကကစားသမားတစ်ယောက်ကိုမင်းကမွေးရပါပါရမီရှင်ပဲဆိုတဲ့အမြင်တစ်ခုတည်းနဲ့ကြည့်နေမယ်ဆိုရင်သူ့ရဲ့လက်ရှိပါရမီကိုပဲအလေးထားနေခြင်းဖြစ်သွားနိုင်ပါတယ်ဒါပေမဲ့ drug ရဲ့အကြံပြုချက်ကတော့ကစားသမားတွေရဲ့ပါရမီကိုသာအာယုံစိုက်မဲ့အစားစူးစမ်းအားထုတ်မှုနဲ့အသုံးပြုတဲ့ view ဟာကိုအလေးထားဖို့ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကစားသမားတစ်ယောက်ရဲ့ဒီနေ့စွမ်းဆောင်ရည်ဟာသူ့ရဲ့နောက်ဆုံးအဆင့်မဟုတ်လို့ပါ။လေ့ကျင့်မှုစီကံမှန်ကန်တဲ့ view ဟာနဲ့ဆက်လက်စူးစမ်းမှုတွေကသူ့ရဲ့စွမ်းရည်ကိုတိုးတက်လာစေနိုင်ပါတယ်။ဒီအချက်ကိုပိုကျယ်ပြန့်ပြီးပြန်ကြည့်လိုက်ရင် mindset စာအုပ်ရဲ့အစကနေအခုအချိန်ထိကျွန်တော်တို့မြင်ခဲ့ရတဲ့နယ်ပယ်တွေဟာတစ်ခုနဲ့တစ်ခုမတူကြပါဘူး။ဒါပေမဲ့ဒီမတူညီတဲ့နယ်ပယ်တွေရဲ့နောက်ွယ်မှာထပ်တလဲလဲတွေ့နေရတဲ့မေခွန်းတစ်ခုရှိနေပါတယ်။စွမ်းရည်ကိုပုံသေးသတ်မှတ်ထားတဲ့အရာတစ်ခုဖြစ်မြင်မလား။ဒါမှမဟုတ်စူးစမ်းအားထုတ်မှုမှန်ကန်တဲ့နီးလန်းနဲ့အချိန်ပေးတင်ယူမှုတို့ကနေတိုးတက်လာနိုင်တဲ့အရာတစ်ခုဖြစ်မြင်မလား။ဒီမေခွန်းကပဲ fifth mindset နဲ့ growth mindset ကြားကအဓိကကွာခြားချက်စီကျွန်တော်တို့ကိုပြန်ခေါ်လာပါတယ်။ဒါပေမဲ့ဒီနေရာမှာအရေးကြီးဆုံးမေခွန်းတစ်ခုကျန်နေပါသေးတယ်။ growth mindset ရဲ့အကျိုးကျေးဇူးတွေကိုသိလာပြီး fifth mindset ကကျွန်တော်တို့ရဲ့တင်ယူမှုလောက်ကိုင်း
ဆက်ဆံရေးနဲ့စွမ်းဆောင်ရည်တွေပေါ်ဘယ်လိုတက်ရောက်နိုင်တယ်လဲဆိုတာလဲမြင်လာပြီဒါဆိုကို့အတွင်းမှာ fixed mindset ရှိနေပြီဆိုရင်ရောဘာလုပ်ရမလဲတစ်သလုံးဒီတိုင်းပဲရှိနေမှာလားဒါမှမဟုတ် mindset ကိုယ်တိုင်ကိုပါပြောင်းလဲလို့ရနိုင်သလားနံပါတ်9 mindset ပြောင်းလဲရေးလုပ်ငန်းစဉ်လူတစ်ယောက်ဟာ fixed mindset သမားဒါမှမဟုတ် growth mindset သမားဆိုပြီးနှစ်မျိုးတည်းကတစ်မျိုးတည်းမှာအမြဲတမ်းရှိနေတာမဟုတ်ပါဘူး။ Drug ကလူတိုင်းရဲ့အတွင်းမှာ fixed mindset နဲ့ growth mindset နှစ်မျိုးစလုံးရောနှောပါဝင်နေတတ်တယ်လို့ရှင်းပြထားပါတယ်။တချို့အခြေအနေတွေမှာကျွန်တော်တို့ဟာ growth mindset နဲ့တုံ့ပြန်နိုင်ပါတယ်။အခက်အခဲတစ်ခုကြုံလာရင်ငါဘာသင်ယူနိုင်မလဲ။ဘယ်နည်းလမ်းကိုပြောင်းသုံးရမလဲဆိုပြီးရှေ့ဆက်နိုင်တယ်။ဒါပေမဲ့တချို့အခြေအနေတွေမှာတော့ fixed mindset ကပြန်ပေါ်လာနိုင်ပါတယ်။ကိုတန်ဖိုးထားတဲ့အရာတစ်ခုမှာရှုံးနေတဲ့အခါကိုယ့်ရဲ့အားနည်းချက်တစ်ခုပေါ်လာတဲ့အခါဒါမှမဟုတ်ကိုယ့်ထက်ပိုတော်တဲ့သူတစ်ယောက်နဲ့တွေ့တဲ့အခါကိုယ့်အတွင်းမှာအတန်တစ်ခုပေါ်လာနိုင်ပါတယ်မင်းမတော်လို့ဖြစ်တာမင်းမှဒီရည်ချင်းမရှိဘူးထပ်ကြိုးစားလေအလကားပဲဆိုတဲ့အတွေးမျိုးတွေပါ Drug ကဒီလိုအတွေးမျိုးကို fixed mindset အတန်အဖြစ်တိမှတ်ပြုဖို့လမ်းညွှန်ထားပါတယ်ဒီနေရာမှာအရေးကြီးတာကအဲ့ဒီအတန်ဘယ်တော့မှမပေါ်လာအောင်လုပ်ဖို့မဟုတ်ပါဘူးအရေးကြီးတာကအဲ့ဒီအတန်ပေါ်လာတဲ့အချိန်မှာကိုယ်တိုင်သတိပြုမိဖို့ပါဘာကြောင့်လဲဆိုတော့ကိုယ်သတိမပြုမိတဲ့အတွေးတစ်ခုဟာကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကိုအလွယ်တကူဥဆောင်သွားနိုင်လို့ပါဥပမာအခက်အခဲတစ်ခုကြုံလာတဲ့အခါ fixed mindset အတန်ကမင်းမလုပ်နိုင်ဘူးလို့ပြောလာတယ်ဆိုပါစို့အဲ့ဒီအတန်ကိုအမှန်တရားတစ်ခုလို့ချက်ချင်းလက်ခံလိုက်မဲ့အစားဒါဟာကိုယ့်ရဲ့ fixed mindset ကတုံ့ပြန်နေတဲ့အတန်ဖြစ်တယ်ဆိုတာအရင်အသိမှတ်ပြုဖို့ဖြစ်ပါတယ်ပြီးရင်အဲ့ဒီအတန်ကို growth mindset နဲ့ပြန်လဲတုံ့ပြန်တတ်အောင်လေ့ကျင့်နိုင်ပါတယ်အခုမလုံးနိုင်သေးတာကဘယ်တော့မှမလုံးနိုင်ဘူးလို့ဆိုလိုတာမဟုတ်ဘူးဒီရှုံးနိမ့်မှုကငါစွမ်းရည်ရဲ့အဆုံးသတ်မဟုတ်ဘူးဘယ်နေရာမှာမှားခဲ့တယ်လဲဘယ်နည်းလမ်းကိုပြောင်းတင်တယ်လဲဆိုတဲ့အမြင်မျိုးနဲ့ပြန်လဲတုံ့ပြန်နိုင်ပါတယ်တခါတည်းနဲ့အားလုံးပြောင်းသွားတာမျိုးမဟုတ်ပါဘူးသတိပြုမိခြင်းပြန်လဲတုံ့ပြန်ခြင်းနဲ့လေ့ကျင့်ခြင်းတွေကနေတဖြည်းဖြည်းပြောင်းလဲသွားတာပါဒါကြောင့် growth mindset ဆိုတာငါက growth mindset သမားဖြစ်သွားပြီလို့တစိမ့်တစ်ခုကပ်ပြီးသွားတဲ့အရာမဟုတ်ပါဘူးကို့အတွင်းက fixed mindset ပေါ်လာတဲ့အချိန်တွေကိုသတိထားပြီးအဲ့ဒီအတွေးကို growth mindset နဲ့ပြန်လဲတုံ့ပြန်တတ်အောင်ဆက်လက်လေ့ကျင့်ရတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်ဒီလိုပြောင်းလဲမှုဟာလူတစ်ယောက်တည်းမှာပဲရက်နေရမယ်လို့လဲ Drug ကမမြင်ထားပါဘူးကလေးတစ်ယောက်ကနေစတင်နိုင်တယ်ကျောင်းတစ်ကျောင်းအထိရောက်နိုင်တယ်လုပ်ငန်းတစ်ခုအဖွဲ့အစည်းတစ်ခုလုံးထိလဲကျယ်ပြန့်လာနိုင်ပါတယ်လူတွေကိုဘယ်သူကတော်တယ်ဘယ်သူကမတော်ဘူးဆိုပြီးအပြီးသက်ခွဲခြားတဲ့ယဉ်ကျေးမှုတစ်ခုအစားလူတစ်ယောက်ချင်းစီရဲ့စွမ်းရည်ကိုတိုးတက်လာနိုင်တဲ့အရာတစ်ခုဖြင့်မြင်ပေးတဲ့ growth mindset ယဉ်ကျေးမှုတစ်ခုကိုတည်ဆောက်နိုင်တယ်ဆိုတဲ့ယုံကြည်ချက်နဲ့ Drug ကဒီအယူဆကိုချဲ့ထွင်ထားပါတယ်နောက်ဆုံးမှာတော့ Carol Ittress ရဲ့ mindset the new psychology of success ကကျွန်တော်တို့ကိုပြန်ပြီးသတိပေးနေတဲ့အနှစ်သာရကဉာဏ်ရည်နဲ့စွမ်းရည်တွေဟာပုံသိမ်မဟုတ်ပဲကြိုးစားအားထုတ်မှုမှန်ကန်တဲ့နည်းလမ်းနဲ့အချိန်တိုးကနေတိုးတက်လာနိုင်တယ်ဆိုတဲ့ growth mindset သဘောတရားပဲဖြစ်ပါတယ်တိုးတက်မှုဆိုတာကိုဘယ်လောက်တော်နေပြီလဲဆိုတာနဲ့ပဲမသက်ဆိုင်ပါဘူးကိုမတည်သေးတဲ့အရာကိုသင်ယူဖို့မလုံနိုင်သေးတဲ့အရာကိုလေ့ကျင့်ဖို့ကျုံ့နှိမ့်မှုကြုံရင်လဲနီလန်းအသစ်နဲ့ပြန်လဲကြိုးစားဖို့ဆန္ဒရှိသေးသလားဆိုတာနဲ့လဲသက်ဆိုင်ပါတယ်အဲ့ဒီအမြင်ကပဲကျွန်တော်တို့ရဲ့စွမ်းရည်ကိုပုံသေးသတ်မှတ်ထားတဲ့နေရာကနေတိုးတက်နိုင်တဲ့လမ်းကြောင်းတစ်ခုစီခေါ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်အဆုံးထိကြည့်ရှုနားဆင်ပေးလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်